မြန်မာပြည်ဒီဟန်တာပုဂ္ဂိုလ်ဒီဘယ်ခါမှမစိတ်ဘူးလို့ရှေ့အစဉ်လာကရဲ့ပြောရိုးဆိုစဉ်ရှိတယ်။သို့သောဝိပဿနာတက်တဲ့နဲ့ရဟန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်ဒီဇံပင်ခြင်းမရဘူး။ဇံပင်ခြင်းမရတော့ကြောင့်ဝိပဿနာတက်တဲ့နဲ့ဖြစ်သောရဟန္တာများဒုက္ခဝိပဿကရဟန္တာလို့ခေါ်တယ်။ဇံဒီဟူသောအစေမှ6သောရောက်တယ်။မြေရှိုးခြင်းမောပြန်ခြင်းယုတ်ခန္ဓာအမျိုးမျိုးဖန်ဆင်းပြခြင်းမဖြစ်နိုင်ဘူး။သမထကမ္မထံကပေါက်ရအောင်အားထုတ်လို့ရှိရင်သမထကမ္မထံ10မျိုးလုံးမဟုတ်ပါဘူးမိမိနှစ်သက်ရာကိုယ်စိတ်အာရုံနဲ့တိုက်ဆိုင်ရာကမ္မထံကိုပိုင်နိုင်စွာအားထုတ်ပါအားထုတ်လို့ပိုင်နိုင်သွားလို့ရှိရင်အာနာပါနဖြစ်စေဗုဒ္ဓနုတ္တိကမ္မထံဖြစ်စေအတိုင်း10ပါးတွေကတစ်ခုနှစ်ခုဖြစ်စေအာတုပကမ္မထံ10ပါးတွေကတစ်ခုဖြစ်စေအားထုတ်သောကမ္မထံသည်သူရဲ့ကမ္မထံ၏အာနုဘောအလျော်စွာဇံပင်ကိုဖြစ်စေတယ်ဒီမှာဇံရသောယန္တာပုဂ္ဂိုလ်တွေသို့မဟုတ်ဇံရသောယောဂီပုဂ္ဂိုလ်တွေအများကြီးရှိခဲ့တယ်ရှင်းခါကဘုရားအလောင်းတော်သူ့မိတာယတိကြီးသည်ယန္တာမဟုတ်ပါဘူးထိုဘဝကဇံပင်ရလို့မြေရှိုးမိုးပြန်တယ်ပုထုဇဉ်ပါပဲတချို့ကဇံပင်ရရဲ့ယန္တာလို့ပဲမြန်မာပြည်ကလူတွေကထင်းနေကြတယ်မြေရှိုးမိုးပြန်ဇံပင်ရလို့ပြန်သွားသောပုဂ္ဂိုလ်တိုင်းယန္တာမဟုတ်ပါဘူးယန္တာပုဂ္ဂိုလ်တိုင်းလည်းဇံပင်မရပါဘူးလို့ခုနပြောခဲ့ပြီးပြီသမထကမ္မထံကတကယ်ပေါက်မြောက်အားထုတ်နိုင်လို့ရှိရင်အာနာပါနကမ္မထံတစ်မျိုးတည်းနဲ့ဇံပင်ကိုဖြစ်စေပါတယ်ဇံပင်ကိုဖြစ်စေုံတည်းမကဘူးသမထကမ္မထံတည်းမှာအာနာပါနကမ္မထံကိုထူးခြားသောအကြောင်းတွေရှိသေးတယ်အာနာပါနကမ္မထံကိုပိုင်နိုင်ဆွဲမြဲအားထုတ်ထားသောပုဂ္ဂိုလ်တည်ပြီးတော့ခါသူရဲ့ရုပ်ခန္ဓာမပုတ်ဖက်ကြရတတ်တယ်မပုတ်ဘူးရေပေါင်းဘလောက်ကြာလာပေါင်းဘလောက်ကြာနှစ်ပေါင်းဘလောက်ကြာရုပ်ခန္ဓာကြီးမပုတ်ဖက်ကြနေတတ်တယ်မပုတ်ယုံတယ်မဟုတ်သေးဘူးအကယ်၍ထိုပုဂ္ဂိုလ်ရဲ့ရုပ်အလောင်းကိုမှန်သက်တာနဲ့ဖြစ်စေတွန်းသက်တာနဲ့ဖြစ်စေထည့်ပိတ်ထားပါနှစ်ပေါင်း350ကြာသည့်တိုင်သူရုပ်လောက်ဖွင့်ကြည့်ပြော့ပြောင်တွေ့ရလိမ့်မယ်မာတော့မနေဘူးမာချောက်မသွားဘူးကန်ကြည့်လို့ရှိရင်ခြေတွေလက်တွေပြော့ပြောင်တွေ့ရလိမ့်မယ်ယမန်ယာခါချိုးတောင်ထွက်တတ်သေးတယ်ဒါကမ္မထံအာနာပါနကမ္မထံရဲ့တကူဆောင်အဲ့ဒါမှတ်ကြ